ဒီဗီဒီယိုကတော့လိုခဲ့တဲ့တက်လာတော့ကျွန်တော်တကယ်ကြောအားထောက်ထားတဲ့ဟန်နမီကိုပဲဖြစ်ပါတယ်ဟန်နမီဆိုတဲ့ဟီးရိုးကဘယ်လိုမပါဘူးမဲ့စတန်အင်မြူနီတီဆိုတဲ့ဘတ်ကြီးကြောင့်ဖားခဲ့တဲ့ဟီးရိုးတကောင်ဆိုလည်းမမှာပါဘူးကဲဟန်နမီကိုတွားကြည့်လိုက်ကြအောင် let's go Love 14, You used to say you in love, I used to say sit back, thinking that shit from the heart. Now look where the fuck are we at? Girl, you got me just going up bad. Love stressing you. ဟန်နမီရဲ့ဘက်စစ်ကိုလူတွေနေကြတာသူပါလဲလို့အကောလုံးကိုထိမှထင်နေတာအမှန်တော့အကောလုံးမထီဘူး9កောက်ပဲထိမှာဗီဇက်တက်ချချစကေး233အက်ဒီမိတ်33 9កောက်ပဲထိမှာအကောလုံးမထီဘူးတကယ်လို့ enemy 9កောက်စလုံးမရှိဘဲနဲ့2កောက်လေးရှိရဆိုအဲ့ဂျာမှာတောက်ကလည်းခုံသွားတယ်အဲ့ခုံတဲ့အဖက်တွေကလည်းဓာတ်မရရော့သွားဘယ်လိုလဲဆိုတော့ပထမဆုံးထိရဲ့ကော100နောက်ပိုင်းကြီးရဲ့ကော40နောက်ပိုင်းကျ34အဲ့လိုမျိုးရော့သွားတာပေါ့နော်အဲ့ခုံတဲ့ဖက်တွေက Crazy Strike ဒီမိုဟန်နာ Golden Star Malefic Rosy Heaven တို့ရဲ့အဲ့လိုမျိုးပေါ့နော်အဖက်တွေကိုယူရဲဒီမှာကျွန်တော်တစ်ချက်နှစ်ချက်ပဲပြစ်လိုက်ပြီမဲ့ enemy ရဲ့သွေးကြီးစိတ်သွားတာကိုဘာသာတို့အနေနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်စကေးဝါတော့အဲ့လိုမျိုးပေါ့နော်သူ့ရဲ့ပတ်စစ်ပဲသူ့ရဲ့ပတ်စစ်ကဘာလဲဆိုရင်သူ့ခေါင်းပေါ်မှာရှိနေသူရွေးသူကအဲ့လိုမျိုးပေါ့နော်အင်မြူရရဲသူ့ရှိမှမဟုတ်ကြားတဲ့ရှိရပါရှာအဲ့စကေးဝါဖွင့်ပြီး enemy ကိုထားပြနေတော့ဒါမင်းရဲ့20ရာခိုင်နှုန်းရှိဖြစ်ပြပြောင်းဝေးမှာပဲဖြစ်ပါတယ်တကယ်ဒါပေမဲ့ဘာသာတို့အနေနဲ့ဘယ်လောက်ပြစ်သွေးတော့ကိုကြော်ပြီးတော့ရှိရမတတ်ပါဘူးစကေးတူကတောက်လိုက်အနီမီက slow effect 60% ကိုခါရမှာဖြစ်ပြီးတော့အမှန်လေးတွေ့လားအဲ့အမှန်လေးကိုပြစ်လိုက်ရင်ဒါမင်းက100ဆို100ပဲလောကရောမထီတော့အနီမီဘကောက်ဘဏ္ဍကောက်ရှိပေါ့နော်အဲ့ဒီကတောက်လိုက်တားချုပ်ပြီးတော့တစ်စက္ကန့်နေထားပါမယ်တောက်တာဒါမင်းကိုချုပ်တဲ့ဒါမင်းရောအတူတူပဲဒါပေမဲ့ကျွန်တော်တို့ကအနီမီနှစ်ကောက်စုနေအဲ့ပေါက်တဲ့အဖက20ရာခိုင်နှုန်းပဲထီတော့မှာဒါမင်းကအပြည့်မရှိတော့အိုင်လန်တော့ကျွန်တော်ကဟန်နမီကိုလို့ပြောရမလဲပေါ့နော်ဟန်နမီကိုဒီအိုင်လန်လေးပဲဆိုရယ်မလာဖီရောနဲ့ဝင်းချန်ကိုကြိုက်တယ်လို့သွားပွဲအချိန်တွေကိုလိုက်ပြီးတော့ပေါ့နော်ကျတဲ့ဟာတော့ပုံမှန်ပါပဲစီဟဘဖနာတို့ဘာတို့ဖြုတ်ပြီးစီဟဘတို့ဘာတို့ထည့်လို့ရတယ်အမ်လာတော့ကျွန်တော်မဆမအမ်လာနဲ့ဆိုရင်နောက်ပြီးဆွပြီးရရှော့သေးလို့ကျင်လို့ဘာခဲရန်နာနဲ့ဆိုရင်နောက်ပြီးကွာနဲ့ချက်ဝါခွိုင်းလေးလိုက်တယ်လို့ခါသားရဗျဟန်နမီကဗစီတာအခုတော့ဝီကနဖိုင်လိုင်းလေးလဲဆော့လို့ရတယ်။ကဲအဲဆိုပွဲလေးစီတစ်ချက်သွားလိုက်အောင်။ပွဲမစားခင်ဘာသာတို့အနေနဲ့အစီအပြေတော့ကျွန်တော်တို့ like subscribe နဲ့ကူညီပေးခဲ့လို့ရပါရဲ့။ကဲပွဲလေးစီတစ်ချက်သွားလိုက်အောင်။သူများရင်တော့မသိဘူးကျွန်တော်ကတော့ပွဲစားမှာစကေးတူးယူတယ်ဖနက်ယူတယ်နောက်ပြီးဟိုက်ပါကိုဘက်စားရင်ကျွန်တော်တို့ဘက်ကဘက်ကိုစားရင်ကျွန်တော်ကူလိုက်ရတယ်ပေါ့နော်။ဒီဘက်ကဟိုက်ပါစားမှလည်းမသိဘူး။တော့ခိုးစစ်ဆွာကိုပြီးရောက်သွားမယ်ပေါ့နော်။စားမယ်ဆိုကူလိုက်ရတဲ့လား။မကူပဲမနေနဲ့ကူတယ်ဆိုတာတော့ဂုံလိုက်တာကောင်းနေရလို့ပေါ့ကိုယ်လည်းရပါဘာမှမဖြစ်ပါဘာမှဖြစ်တော့သူများရတော့မသိဘူးကျွန်တော်ကတော့ဂိုးလိုက်ဆော့ရအန်မီကိုနှိပ်ဆော့ရမှကျင်လိုက်တာဂျုံမှုပေါ့ခိုးရှိခိုးတို့ဘာလို့စားတယ်ဟာဆောက်ရေးဆောက်ကြောင်းယူသွားပြန်တယ်တော့ပြစ်ကွာအော်ရောကြလာပြီပြပတ်ခလကပေးလိုက်တော့တိုင်ကူရနဲ့တော်တဲ့ဟောတိုင်ကူရဖလကပေးလိုက်လို့တော့ကြဖတ်လိုက်ရတော့ကတော့ဘာလာလောက်တာလဲဘာလာလောက်တာတိုက်ငါလေးဟန်နာဘီလေးမင်းကိုပြစ်လို့ရရင်တော့ရောက်လာခဲ့ဟာတကယ်လားရော့ကွာအေးမပြောင်းလာနဲ့ဟောပြောင်းလာပါနဲ့ဆိုတကောင်လဲရော့ကွာအဲ့ဒီကတော့ကြိတ်ပြီလားတေးစမ်းမှာရော့အားလာချောင်းနဲ့ဒီကောင်ကတူးချော့ကိုခရဆာမင်းချော့ဒီလိုမျိုးပေါ့နော်ကျွန်တော်ဘိုးဆော်ရယ်ကိုရှိပါတခါခွာအဲ့လိုအနီမီလက်ထီရယ်ကိုရှိလက်ခွာပြီးသားဖြစ်တယ်ဘိုးဆော်ရင်ဆော်ကြောင်းလိုက်လက်ဘာလဲမင်းကောင်တွေးလာချော့ဟလားမသိဘူးသားမချော့စကေးတူတစ်ချက်အမစကေးတူပတ်စစ်လေကြိုက်လားတော်ရှိမအားလာချောင်းလေးကမင်းတို့ကောင်ချော့တော့ကွာအေးကြီးရှိရဲ့တားလီဟာကံကောင်းလို့ပေါ့ဟေးမသေးလို့ကံကောင်းလို့ပေါ့ကွာသူများရတော့ဘယ်လိုဆော့လဲမသိကျွန်တော်9မိနစ်နေမေးလဲကိုတက်ပြီးတာဝါချိုးမဟုတ်ဗဒေးလိုက်ဆိုင်ပေးရဗျာတဲ့လားဒါမှမဟုတ်ရတဲ့ farming space ရှာပြီးပူကြအောင်လုပ်တယ်ကျွန်တော်အခုမှဆိုရင်တော့ဖြင်းကျွန်တော်ကလိုလဲဆိုအပေါ်လမ်းမှာဗဒေးဆိုင်ဖို့ဖြစ်နေဗျာတဲ့လားကျွန်တော်ဝိုင်းမဲတယ်ဒီကောင်
ပေါ်လာဟိုကတေတော့တိုက်တော့မင်းတို့ဘရေဆိုင်ထားကြငါတာဝါချိုးထားမယ်ငါတော့မလာဘူးတေမှာဆိုလို့တာဝါချိုးမယ်တိုက်တော့ရလားအေးရလိုက်ရှာလည်းမကူကွာမရလည်းမကူတော့ကျင်းอ่ะကြော့ပါလေကလောက်ကအောက်လက်တာဝါချိုးမှာရတယ်ငါလေလက်တာဝါချိုးမှာလာစီတော့မသိဘူးဟာဒါမသိအေဒီပေးပါကွာမရိုင်းလားရတာဝါချိုးဟေးချိုးဟာချိုးအော်ပြောသားတို့ကျွန်တော်တခုပြောဖို့မေးနေတာတာဝါထဲမှာရှိရကျွန်တော်တို့ကတာဝါကိုပဲတွားပြပြကြည့်လားတာဝါကကျွန်တော်တို့သူများစီမခေါ်အောင်တာဝါကိုပြင်အန်နီမီကိုအဲ့လိုမျိုးတွားပြမှာတာဝါကိုစီလာပြီးတော့ကိုပြစ်မှာဗျာတိလားလဲစီတော့လို့ပါဒီသွင်းနဲ့ဘာလို့မရတော့အိပ်ရလိုက်တော့ရောအလဲမှာကြောက်ကချဘာလုံးနေရလဲတိုက်ရောကလောက်ကလေးဘာလာလို့ဟာဆောက်တော့ဆိုအရအလွဲတာတိလားလူပါစားလိုက်တော့ကလောက်ကိုနိုင်လားအေးနိုင်တယ်ကိုပါစားလဲချုံထဲမှာလမ်းချောင်းကြီးပါကွာလာကြည့်တော့အိမ်နဲ့တတ်သွားညတော့ဝင်းချဆမှရတော့မေးစစားနာပဲဟလားအေးဟုတ်တယ်တပည့်ကြီးပြီးရောအမလာကြည့်တော့ထောင်းသွားကဲကိုဗီတော့စားမေးဟာအဲ့တော့အေးကောင်းလို့ဟာအဲ့ဒီကမင်းငါအဲ့ဒီလဲတာဘယ်နဲ့ချတော့ရှိနေတိုက်ရောအမေဘယ်တော့ဖြစ်ငါ့တော့မဆောင်ကျင်းဘယ်ဆုဖြစ်ကြဝင်းချမှပေးလိုက်တော့ဒါမပေးမရတော့ကောင်းလို့မတည်တာဟေးပြန်လိုက်တော့အဲ့တော့ဘာလာလောက်တာလဲမင်းလေဘယ်ကိုကြည့်အောင်အဲ့တော့လေဘယ်ကမတက်တော့မင်းတို့တက်လိုက်တော့ဟာဒီကောဘာတော့ဟာကဲလေထားတာဝါချိုးမယ်ကျွန်တော်ပြောသလိုပဲတာဝါချိုးရဲ့ enemy ကိုတမ်းမပြေမနေပေါ့နော်အဲ့တော့ရှိအဲ့တော့ချိုးတော့ငါနိုင်နေပြီငါဒီဘက်ဆိုဟာတာပြင်းလာပြီချိုးချိုးလို့မရအောင်လဲကြောက်ကချပဲတွားစမယ်ကွာဒါရောဟောကေးမအောင်မအေးညရရတာဝါချိုးကွာအဲ့လဲတာဝါချိုးနောက်ပြပေါ်လန်းကလောက်ကဘာလာလောက်တာလဲပါလိမင်းငါလေးလက်စီလုံးနဲ့တွေ့ချိုးတာပဲဟိုဘက်ကကြောက်ကချပါတော့ကျွန်တော်စီးရဘက်ထိလိုက်တယ်တလားအကောတွတ်တက်အရန်ကြမ်းလို့အေးကြောက်ကချမြန်မာလူကြီးခိုးဆေးလာတာငါရှိကိုတိုက်ငါစီးရဘက်ထဲတာလေစီးရဘက်မပူသေးဘူးနော်ငါရန်နေနိုင်နေပြီမရတော့ငါအရန်နေပြေးနေပြီဒီဘက်ဆွာတာရှော့ကွာချိုးပြီကွာယောကျူးလားဒီမကျူးဘူးအဲ့တော့အာလာဆောင်တဲ့အဲ့တော့ကျွန်တော်နဲ့တိုင်ရွေးနဲ့ပေါက်ပြီးတော့တက်လိုက်အဲ့ဒါအဲ့ဒီလိုလို့လားဘာသာတို့ရေစဉ်းစားကြည့်နော်ရောကြငါဒီဘက်စားပြီးတော့တက်မယ်ရောကြတေရောပေါ့ကွာအေးကန်ကောင်းလို့ဝင်းချရှိရရေးနှိမ့်မိလိုက်လို့ဒါကြည့်လို့လာပြေးတော့လိုက်လားမသိဘူးဟေးလိုက်တယ်ပြေးမရတော့ကောင်းလိုက်တယ်လမ်းကြီးတော့ဟေးโอเคတောင်းမယ်ငါရန်နေနိုင်နေချိုးပြီကွာယောအေးနိုင်ပြီးရောအဲ့ဒီမင်းက red လို့ကောင်းတဲ့ hero တွေမှာတော့ပါပါဗျဟုတ်လားအေးဒါသာလို့နေ red ရင်တော့အဲ့ဒီမျိုးသုံးပြီးတင်လို့ရပါတယ်ကဲ view လေးရတော့ဒီလောက်ပါပဲနောက် video ကြမှာပြန်တွေ့လိုက်ရအောင်အဲ့လိုပဲ bye bye